အရက်လေးမျက်နှာနေပြီးတော့ငွေတကားပွင့်ပြီးတော့မိမိထံကိုငွေတွေစီးဝင်လာစေမဲ့အဆောင်လေးတစ်ခုကိုဆရာကဒီနေ့ပြောပြမယ်ရွရမဲ့ဂါထာလေးကိုလည်းပြောပြမယ်ဒီဆရာအခုပြောပြသွားမယ့်ဟာလေးကိုလှုပ်လိုက်ပြီးဆိုတာနဲ့အရက်လေးမျက်နှာမှာရှိတဲ့ငွေတကားတွေအားလုံးပွင့်ပြီးတော့မှမိမိထံကိုမိမိရဲ့ပတ်စံအိတ်တဲကိုမိမိရဲ့အိမ်ကိုမိမိရဲ့ဆိုင်ထဲကိုငွေတွေစီးဝင်လာပါလိမ့်မယ်ဆိုတာကိုဆရာတေချာပေါက်အာမခံတယ်ဒီရတရားလေးကိုဆရာမကြာခဏလှုပ်ခိုင်းလေးရှိတယ်ဒီရတရားလှုပ်တဲ့သူတိုင်းငွေဝင်တယ်တေချာပေါက်ကိုငွေဝင်တယ်နော်ကိုယ့်ရဲ့ကန်စာတာကိုမြင်မအောင်လှုပ်ပြီးတော့မှဆရာတို့ငွေတကားကိုပွင့်ပြီးတော့မှလက်ပွင့်လက်ရွှင်အောင်လှုပ်တဲ့နီလန်းဖြစ်တဲ့အတွက်အစီရင်ရတရားဖြစ်တဲ့အတွက်လွန်စွာမှကိုထူးကြတယ်ဒီရတရားကိုဆရာကဒီကန်နှိမ့်နေတဲ့အချိန်တွေလက်ပိတ်နေတဲ့အချိန်တွေမှာလုံမယ်ဆိုရင်ပိုပြီးတိတိတာတာကိုငွေကိုသိန်းချီရာချီဆဲချီထောင်ချီဝင်စေတယ်နော်ငွေဝင်လန်းပွင့်ပြီးတော့လဲဝင်စေတယ်ပိတ်ဆို့နေတဲ့အရာတွေပွင့်ပြီးတော့လဲဝင်စေတယ်အဲ့ဒါကြောင့်မလို့ဒီရတရားကိုတေးသေးချာချာလေးလုပ်ပါပြုလုပ်ရမယ့်ရတရားလေးကအရန်ကိုမှလည်းလွယ်ကူရိုးရှင်းတယ်နော်လွယ်လွယ်လေးပဲလုပ်ရမယ်ဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့စတော့လို့ရပြီနော်ပတ်စံအိတ်လေးတစ်လုံးလိုတယ်ပတ်စံအိတ်ကအဟောင်းလဲရတယ်အသစ်လဲရတယ်ပတ်စံအိတ်ဖြစ်ဖို့ပဲလိုတယ်မိမိရဲ့ပတ်စံအိတ်ထဲကိုဆရာတို့ပေါ့နော်ဒီလိုဆန်လေး6စီစားတဲ့ဆန်နော်စားတဲ့ထမင်းစားတဲ့ဆန်ကိုမချက်ရသေးတဲ့ဆန်6စီဆန်လေး6စီကိုအိတ်ကလေးထဲမှာထည့်ပြီးသွားပြီဆိုရင်မိမိရဲ့ပတ်စံအိတ်ထဲကိုထည့်နော်ဒီပတ်စံအိတ်ကိုဒီဆန်ထဲတဲ့နေရာနေစပြီးတော့စကန်ရမှာဖြစ်တယ်နေတိုင်းကန်ရမှာနော်အဲ့တော့ပတ်စံအိတ်ထဲကိုထည့်ပြီးဆိုတာနဲ့နော်ဒီပတ်စံအိတ်ကလေးကိုလက်နဲ့ကန်ထားညာဘက်လက်လေးနဲ့ကန်ပြီးတော့အရှိဘက်အရက်ကိုမျက်နှာမူပြီးတော့တန်မုတ်တွေကာတာ6ကောက်ရွတ်မယ်နော်ပြီးရင်အနောက်ဘက်အရက်ကိုမျက်နှာမူပြီးတော့တန်မုတ်တွေကာတာ6ကောက်ရွတ်မယ်ပြီးရင်တောင်ဘက်အရက်ကိုမျက်နှာပူပြီးတော့တန်မုတ်တွေကာတာ6ကောက်ရွတ်မယ်မြောက်ဘက်အလဲကိုမျက်နှာမူပြီးတော့ကိုကဒီလိုမျက်နှာမူပြီးတော့မြောက်ဘက်အလဲကိုမျက်နှာမူပြီးတော့အဲ့လိုမျိုးရွတ်ရမှာတန်မုတ်တွေကာတာကို6ကောက်ရွတ်မယ်အရက်လေးမျက်နှာကိုတန်မုတ်တွေ6ကောက်စီကိုဒီပတ်စံအိတ်ကိုကင်ပြီးတော့ရွတ်မယ်ဆန်လေး6စီထည့်ပြီးတော့မှရွတ်မယ်ရွတ်ပြီးပြီဆိုတာနဲ့ဒီပတ်စံအိတ်လေးကိုစပြီးတော့ကင်လို့ရပြီနော်ဆန်ကို18ရက်တီတီထည့်ထားမှာဖြစ်တယ်เนาะဒီနေ့အစလုပ်တဲ့နေ့ကနေ18ရက်တီတီဒီစံထည့်ထားမှာပတ်စံအိတ်ကိုလည်း18ရက်တီတီကန်ရမှာเนาะအဲ့တော့18ရက်ပြည့်ရနေ့ကျရင်တော့ဒီစံလေးကိုလွတ်ပစ်လိုက်တာတို့ငတ်စာကျွေးလိုက်တာတို့လုပ်လို့ရတယ်เนาะအဲ့တော့ဒီ18ရက်အတွင်းမှာလည်းဒီပတ်စံအိတ်ကိုကန်ရမယ်เนาะတေးသေးချာချာလုပ်ပါယုံကြည်နဲ့သာလုပ်ပါအရက်4မျက်နှာအရက်8မျက်နှာအရက်10မျက်နှာနေပြီးတော့ဒီပတ်စံအိတ်ထဲကိုငွေတွေ300ချီထောင်ချီ10ချီစီးဝင်လာလိမ့်မယ်အဖက်ဖက်ကနေပြီးတော့လဲငွေတွေဝင်လာလိမ့်မယ်အကျွေးတွေရှိရင်လည်းကြေသွားလိမ့်မယ်ရသရရှိရဲ့ပတ်စံတွေအကုန်လုံးလည်းပြန်ရလာလိမ့်မယ်เนาะအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါတခြား9ရက်သားသမီးတွေလည်း like လုပ်လို့ရအောင်လို့ပါပြီးတော့ comment မှာလည်းမိမိရဲ့နာမည်အရင်းကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးတင်ထူးမြောက်ဆိုတဲ့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်ဆရာဒီနေ့ကြော်ညာဆရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဆရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘေဒင်ဟောကန်ဖွင့်လှစ်ထားတာဖြစ်ပါတယ်အဲ့တော့ဆရာပရိသတ်တွေလူဟောင်းတွေရောလူသစ်တွေရောထိုင်းနိုင်ငံမှာရှိကြတဲ့သူတွေရောဆရာရဲ့ဘေဒင်ဟောကန်ကို24နာရီဖွင့်ထားတယ်เนาะညနေ2နာရီကနေည8နာရီထိလဲဆရာတို့ဆက်သွယ်လို့ရတယ်ပြီးရင်နေ့စဉ်နေ့တိုင်းလဲဆရာတို့ဖွင့်လှစ်ထားတယ်เนาะအဲ့တော့ခါကျတော့မိဟောင်းတွေရောမိသစ်တွေရောအကုန်လုံးဆရာရဲ့ဘန်ကောက်ကိုရောက်ဖြစ်တဲ့ဆိုရင်ဆရာရဲ့ဘန်ကောက်ဟောကန်ကိုလာခဲ့ကြဖို့ဆရာကဖိတ်ခေါ်တယ်အဆောင်ပစ္စည်းတွေလည်းဆရာပရိသတ်တွေကိုဆရာလက်ဆောင်ပေးဖို့ရှိတယ်ဟောကန်လာတဲ့သူတွေကိုဆရာလက်ဆောင်ပေးသွားအောင်မယ်ပြီးတော့မြန်မာပြည်လူတွေရောဟောကန်မလာနိုင်တဲ့သူတွေကတော့ဆရာစီမှာငွေဝင်ကြမ်းပြီးတော့မှလက်ပွင့်လက်ရွှင်စေတဲ့ရတရားတွေကိုလည်းအပ်လို့ရတယ် Viber တို့ Messenger တို့ Telegram တို့မှာဆရာနဲ့ direct ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်ယုံကြည်နဲ့သာရတရားလာအပ်လဲပါဆရာနဲ့လက်တွဲတဲ့သူတိုင်းဆရာနဲ့သစ္စာရှိလက်တွဲတဲ့သူတိုင်းအားလုံးချမ်းသာစေရမယ်အောင်မြင်စေရမယ်တိုးတက်စေရမယ်တထေးကြီးတထေးမကြီးဖြစ်စေရမယ်လို့ဆရာထူးမြောင်အောင်နေပြီးအာမခံပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်